မန်လိုက်တိုင်းမြင်းကြံမြို့နယ်မှာဂျပစစ်တပ်ကလက်ညှိုးချေရွာနေပြည်သူအယောက်20ကျော်ကိုရွာထဲမှာဖမ်းဆီးထားပြီးအိမ်တွေကိုလည်းမိရှုဖျက်ဆီးထားတယ်ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါတော့ဇန်နဝါရီလ17ရက်နေ့ကစပြီးမြင်းကြံမြို့နယ်အတွက်စစ်ကြောင်းထိုးနေတဲ့ဂျပစစ်တပ်ကချေရွာနေပြည်သူတွေကိုလူဓာတ်တိုင်းဖြစ်ဖမ်းဆီးထားတွေနေအိမ်တွေကိုမိရှုဖျက်ဆီးထားတွေတောက်လျှောက်လုပ်နေရစပါတယ်။ဇန်နဝါရီလ20ရက်နေ့ကဆိုရင်အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာပတ်တာချေရွာကိုဝင်ရောက်ပြီးနေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့ရမှာရွာလုံးကျွနေပါမိလောင်ပြချခဲ့တဲ့ဆိုပါတယ်။အဲဒီနောက်ဇန်နဝါရီလ22ရက်နေ့မှာစစ်တပ်စစ်ကြောင်းဟာလက်ညှိုးချေရွာတဲကိုမိရှုဖျက်ဆီးဖို့အတွက်ဒုတိယအကြိမ်ဝင်ရောက်လာတဲ့အချိန်ချေရွာတွေကစာနယ်ကြီးခါတွေပြန်လဲဝင်ရောက်တည်ယူတဲ့ပြည်သူအယောက်20ကျော်ကိုပါစစ်တပ်ကတခါတည်းဖမ်းဆီးထားလိုက်တယ်။ပြည်သူတွေရဲ့လက်ချက်နေအိမ်တွေနဲ့ဆိုင်ကယ်တွေကိုပါမိရှုဖျက်ဆီးနေတယ်လို့ဒေသခံပြည်သူကပြောထားပါတယ်။အဲ့ဒီဂျပစစ်တပ်စစ်ကြောင်းကပြည်သူတွေကိုဖမ်းဆီးတာတွေရွာတွေကိုဝင်ရောက်မိရှုဖျက်ဆီးတာတွေကြောင့်ငင်းငယ်နုနဲ့အတွင်းကဒီဒေါ်ဒါကျော်အောင်ဆန်းကုန်းလေးဖြတ်ကုန်စတဲ့ရွာတွေပါဝဲခြေရွာပေါင်း10ရွာဝင်းကျင်ကပြည်သူတွေလည်းဘေးလူရာတွေကိုတိတ်ရှောင်နေရတယ်လို့ဒေသခံတွေကပြောထွက်ကြပါတယ်